الرحمن الرحيم بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على سيدنا محمد وعلى آله وصحبه أجمعين أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم ألا بذكر الله تطمئن القلوب صدق الله العظيم Chicken Lisa Baro Basic Pound of Ya Who December season Aro Hamka Hassania ye say the long Tanzi Pupi Chin Saya did the she did she at it a Jaunia the Bia season made Chibale Who Ramza Lamia Chete Kulo Lamia Timas Bobby Rokoကျွန်တော်တို့ဒီအစိတ်နှလုံးတွေကိုပြုပြင်ဖို့အတွက်အလဘက်ကနေအများကြီးပဲအကူအညီတွေစွမ်းအားတွေလာရှိနေတယ်ထို့ဒီ၎င်းပဲကျွန်တော်တို့နည်းနည်းလေးပြုလုပ်မယ်ဆိုလည်းအများကြီးပဲအကျိုးဖြစ်တယ် discount အခုဒီမှာလောက်လိုက်တဲ့ကောင်းမှုတစ်ခုဟာဂျာနယ်လာတွေမှာအစာပေါင်း80 hadith story မှာလာရှိတယ်အဲ့လိုအကျိုးထူးတွေရှိတယ်ထိရောက်မှုလည်းအဲ့လိုကိုများအလို့အမတမှာပဲဆူရှာတဲ့ရောက်မှုတွေကလည်းမြန်ဆန်တဲ့ထိရောက်မှုကလည်းကြီးမားမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့လက်မလွတ်တာဒီလိုလမ်းမြရမ်ဇာမှာပို့ပြီးတော့ကျွန်တော်တို့တွေအချိန်ထုတ်ပြီးတော့အလာကိုတရိယာတတ်တာတဲ့အချိန်အလာဘက်ကိုအာယုံပြုတဲ့အချိန်စာပြေကုရ်အာန်ကျမ်းတော်မြတ်တွေကိုဖတ်ရတဲ့ကောင်းမှုတွေပြုလုပ်တဲ့နမတ်တွေဖတ်မယ်ကုရ်အာန်တွေဖတ်မယ်ဆဒကာအလူဒါနာတွေပေးမယ်အကုသိုလ်တွေရတယ်လည်းရှောင်ရှားမယ်ကုသိုလ်အကျိုးကြီးမားတယ်ဆိုတာနဲ့အတူတူအကုသိုလ်ကလည်းပဲဒါဟာအလိုလျောက်သိရတယ်အလိုကြီးမားမယ်ပလီထဲမှာအရက်တောက်တာနဲ့အပြင်မှာအရက်တောက်တာမတူနိုင်ဘူးထိုဒီ၎င်းပဲရမ်ဇန်လမ်းမြတ်လိုမျိုးကြုံကြိုက်ပြီးတော့မှကောင်းတဲ့အရေးချင်းတွေအလ္လာဟ်ရဲ့ခွင့်လွှတ်မှုတွေမရဘူးဆိုရင်အမအဇတ်ဂျိဘရာအီလ်ကကျိန်းတယ်အဲ့လိုပျက်စီးပါစေကိုရောမြတ်ကအာမင်အိုရှင်လက်ခံတော်မူပါဆိုပြီးတော့အဲ့လိုမျိုးကိုဟာဒီဆိုရီမှာလာရှိထားတယ်ကိုရောမြတ်ကအာမင်ဆိုတယ်ဒါတော့ဆုလက်မရဘူးဆိုရင်ဒီလိုထွတ်မြတ်တဲ့လာရင်လည်းကြုံကြိုက်ပြီးတော့ဆုလက်မရတဲ့ပုံမှာတော့ဒီလောက်ထိပြင်းထန်တဲ့ဒီအပြစ်ပေးမှုတွေဘောတော့မိတ်ချွေချက်တွေလာရှိထားတယ်ဆိုရင်အဲ့လိုလာမျိုးတွေမှာကျွန်တော်တို့အကုသိုလ်တွေကိုကျူးလို့ပြီးမယ်ဆိုဘယ်လောက်တော့ကြောက်ရွံ့ဖို့ကောင်းမလဲကျွန်တော်တို့ရဲ့ပျက်စီးမှုအတွက်အလို့အင်မတန်မှဆိုရင်စရာကောင်းတယ်အဲ့ဒီတိုင်းပဲကျွန်တော်တစ်ဖက်ကနေအကျိုးရယူမယ်ဆိုလည်းမာရှာလာဘယ်လောက်ကောင်းမလဲအဲ့ဒီရမ်ဇန်ရဲ့တလထဲမှာဘဝတစ်ခုလုံးပြောင်းလဲသွားတဲ့လူတွေရှိတယ်သမိုင်းမှတွေရှိတယ်တကယ်ပဲကြိုးစားမယ်ဆိုကျွန်တော်တို့တွေဒီရမ်ဇန်လာမှာစက္ကန့်မိနစ်နဲ့အမျှအလ္လာဟ်နှစ်သက်ဖို့အတွက်ကျွန်တော်တို့တွေဘောနော်ရိုဇာလည်းထားနေတာပဲအဲ့ဒီမှာရိုဇာထားတာနဲ့အတူတူကျွန်တော်တို့တွေကနှလုံးသားပါရိုဇာထားမယ်မျက်လုံးရိုဇာထားမယ်ပါးစပ်တေရိုဇာထားမယ်နားတွေဆိုအတင်းဖြစ်နေမပြောဘူးလိမ့်နေတာတွေမပြောဘူးနားတွေမဟုတ်တာတွေနားမထောင်ဘူးမဟုတ်တာတွေမကြည့်ဘူးဖုန်းမှလည်းမကြည့်ဘူးပြင်မှလည်းမကြည့်အဲ့လိုပဲနှလုံးသားလည်းပဲအလ္လာဟ်လွယ်ပြီးကျန်တဲ့အရာတွေဘက်ကိုအာယုံမထောင်အလ္လာဟ်ပဲအာယုံပြုပြီးအင်ရှာအလ္လာဟ်ပြုလုပ်နေမယ်ဆိုအလ္လာဟ်ဘက်ကလည်းအများကြီးပဲပြည်လည်မှုတွေအင်ရှာအလ္လာဟ်လာရှိမှဖြစ်တယ်လာရှိချီးမြှင့်ပေးမှဖြစ်တယ်အခုကျွန်တော်အနေနဲ့တင်ပြမှာကျွန်တော်ရဲ့ Sheikh ကျွန်တော်ရဲ့ Sheikh ပေါ်လေကျွန်တော်အထူးဒီမှာဘိုင်အပ်ပြုပေးခဲ့တဲ့ silsila ၄ခုလုံးမှာအဲ့ဒီလိုပဲကျွန်တော် ijazat ချီးမြှင့်ပေးခဲ့တဲ့တာဝန်ပေးခဲ့တဲ့ဆရာကြီးကိုရောရဲ့မျိုးနွယ်ဝင်လည်းဖြစ်တယ်ဟာဆန်ရဲ့ဒါမျိုးနွယ်တွေထဲကဖြစ်တယ်ဟာဆန်ဒီဖြစ်တယ်မော်လာဆယစ်အဗ်ဒူလာဟာဆန်ဒီအန်နဒွီရဟီမဟူလာဇမနာအလီမီယာဆာဘ်ရဟမတ်လာအလိုင်ရဲ့ခလီဖာလည်းဖြစ်ခဲ့တယ်အဲ့ကဒီမှာဆရာကြီးနေကျွန်တော်မာရှာလာလာလို့လည်းအများကြီးပဲအကျိုးတွေခံစားခဲ့ရတယ်ဆရာကြီးကတော့အများကြီးပေးခဲ့တာပဲဒါပေမဲ့ကျွန်တော်ရဲ့အသုံးမချမှုတွေလည်းရှိတာပေါ့ဗျာအဲ့ဒီပုံမှာဘလို့ပဲဖြစ်ဖြစ်အခုဆရာကြီးကိုလည်းဒီဆရာကြီးရဲ့မိတ်ဆွေချက်လေးတွေကိုကျွန်တော်တို့ဒီကနေပို့ချရတဲ့ဆရာကြီးအတွက်လည်းကြားနာတဲ့မိတ်ဆွေတွေလည်းကုလ်ဟူအလ္လာဟ်ဆူရတ်အလ်အီခလာစ်၃ချိန်လောက်ပဲဖြစ်ဖြစ်ဖတ်ပြီးတော့အီစာလေးဆို
ပို့ပေးပါလို့ကျွန်တော်တို့မြေသားရခါမှလည်းထူလေး၎င်းပဲဆရာကြီးရဲ့မိတ်ချွေချက်လေးတွေအလို့အင်မတန်မှအကျိုးရှိတယ်အင်ရှာလာအဲ့ဒီမိတ်ချွေချက်လေးတွေကိုအင်ရှာလာရမဇာလာမြေခုလိုမနှပိုင်းနေမြေကျွန်တော်တို့နဲ့တင်ပြတော့မယ်ဆိုပြီးတော့စိတ်ကူးလေးလည်းပေါ်လာတယ်ကျွန်တော်ကျိုးလဲကျိုးစားတော့မယ်အင်ရှာလာဒီနေ့ဥစွာပထမတင်ပြမှာတော့ zikr ilahi के समारात အလ္လာဟ်ကိုတရိယာတတ်တာမှုရဲ့အကျိုးရလဒ်တွေပါလေAllah shme ko dariya tata subhanallah alhamdulillah la ilaha illallah la hawla wala quwwata illa billah Allahu akbar Allah soပြီးတော့dariya အမစီရပါမရှိလဲဆိုတော့ Allah shmeကိုအာယုံပြုပြီးတော့ပြုလုပ်တဲ့ကောင်းမှုကုသိုလ်တွေဖြစ်လာပြီဆိုရင်တဲ့တကယ်ကိုပေါ့နော်အလ္လာဟ်ဘက်ကိုအာယုံပြုပြီးတော့ကျွန်တော်တို့နမတ်တွေဖတ်တယ်စိတ်ကဟိုရောက်ဒီရောက်ရိုဇာတွေထားလိုက်တယ်Iman and wahtisab hadis manare yauchimu upie de myoliche kaumu kudore Allah pibe kudore myoliche upie de yauchimu upie de baduwa ubauti lao sao thai male eri lo Allah shme ba khulon lai me blo ri sulat de chi myit me sa phit ai lo ri la shi tha de tho ri eri twa jaw mo lo chuno ro ri le ya ma tarawih phat ta ba phit bi hadis to wala iman and wahtisab yauchimu upie de Allah ရဲ့ချီးမြှင့်မှုတွေကိုမက်ဆေ့နဲ့အဲ့လိုကျွန်တော်တို့အလ္လာဟ်ရဲ့ဘက်ကိုအာယုံပြုပြီးတော့ကောင်းမှုတွေကိုလှုပ်လာမယ်ဆိုရင်ရိုဇာပဲထားထားကုရ်အာန်ပဲဖတ်ထိုနည်း၎င်းပဲကျွန်တော်တို့ညတရာဝီတွေပဲဖတ်အဲ့လိုလှုပ်လာမယ်ဆိုရင်တဲ့မုတ်ချအိကမလဲသူ့ရဲ့အကျိုးရလဒ်တွေကထွက်ပေါ်လာပါလိမ့်မယ်အားလုံးထဲမှာအကြီးမားဆုံးအလ္လာဟ်ရှိမြတ်ကိုတရိယာတတ်တာမှုပေါ်ကနေရရှိလာမယ်အကျိုးကပါလဲဆိုတော့Allah shme poma yauchi mu khaima la le mein Allah ki zaat par yaqeen pukhta hoga Allah shme poma bale yauchi mu ba le khaima la le mein pi do Allah poma yaung pon ko sa mu de to de to la le mein mya la le mein inshallah Allah par tawakkul badega Allah shme poma yaung pon ko sa mu ba le mya la le mein Allah se mohabbat badegi pi do Allah ye chit sai de to la le mein shin ko chit sai Allah shme yeကိုချစ်စိတ်တွေယုံကြည်မှုတွေယုံပုံကိုးစားမှုတွေနဲ့ကျွန်တော်နှလုံးသားတွေဘာဖြစ်လာမလဲပျော်ရွှင်လာမယ်ရွှင်လန်းလာမယ်လန်းဆန်းလာမယ်အဲ့ကနေဘာဖြစ်လာမလဲအောင်မြင်မှုတွေအင်ရှာလာရမယ်လောကရဲ့အောင်မြင်မှုကောနောက်တမလဲအောင်မြင်မှုလဲကျွန်တော်တို့ဗာလဲမုတ်ချဧကမလဲရရှိလာမယ်အဲ့ဒီအရေးချင်းစိတ်ဓာတ်ခွန်အားလူဘဝရဲ့အကြီးမားဆုံးအင်အားစိတ်ဓာတ်ပဲတကယ်တမ်းကြတော့စိတ်ဓာတ်ပဲအဲ့ဒီစိတ်ဓာတ်ဆိုတဲ့အရာပြီးတော့မှ physical လို့ခေါ်ရဲကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာဘလို့ယနေ့ကျွန်တော်တို့တွေ့ရတယ်ရုပ်ပိုင်းဆိုင်ရာတွေတော့မတန်ဆွမ်းဘူးဟိုမှာခြေထောက်မတန်ဘူးလက်မတန်ဘူးနောက်ဆုံးမျက်စိမမြင်ဘူးဒါပေမဲ့ဘဝကိုအရှုံးမပေးဘူးစိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုရှိတယ်အဲ့လူတွေကြည့်လိုက်တီထွေမှုတွေတောင်လုံးတယ်ကျွန်တော်ယနေ့ပြော Einstein တွေပဲဖြစ်သူက wheelchair လေးနဲ့တွားနေတာပဲဒါပေမဲ့ तू အတုံးပြုလို့ရတဲ့အုံနောက်ကို तू ဆက်လက်ပြီးအတုံးချတယ်ယနေ့မျက်စိတွေမမြင်ဘူးဒါပေမဲ့လည်းသူတို့တွေတီထွေမှုတွေပါတယ်ညတခြားအလုပ်တွေလုပ်တယ်ကြိုးစားတယ်ဟိုမျက်စိမြင်တဲ့လူတွေထက်တော့သာတော့တာတွေရှိတယ်အဲ့လိုပဲခြေထောက်တွေမတန်ဘူးလက်တွေမတန်ဘူးတဘောကဒါတွေကဒုတိယအဆင့်တကယ်တော့ပထမအဆင့်ကစိတ်ရဲ့ယုံကြည်မှုအင်အားပဲအဲ့ဒီယုံကြည်မှုအင်အားအစစ်ကဘယ်မှာရမလဲတာမန်လူတယောက်အနေနဲ့မိမိပါတာမိဖြစ်ပေါ်တဲ့ဘောနော်ပြုလုပ်ယူတဲ့အရာထက်ဘောအလ္လာဟ်နဲ့ချိတ်ဆက်ပြီးတော့ရရှိတဲ့ယုံကြည်မှုချစ်စိတ်အားကိုးမှုထက်ကောင်းတဲ့အင်အားဘယ်တော့မှမရှိလောကဘယ်အရာမှမရှိလောကဖာဇင်းခံအားလုံးကအကုန်လုံးတနည်းပျက်စီးမဲ့အရာတွေပဲအမြဲတမ်းတည်ရှိမှာအလ္လာဟ်ပဲတည်ရှိမှာဖြစ်တယ်အဲ့ဒီအလ္လာဟ်ရဲ့စတဆွမ်းနိုင်မှုဘယ်တော့မှမေးမိတ်တော့ဘူးမရှိဘူးအဲ့ဒီအရှင်ပေါ်မှာယုံကြည်နေမယ်အားကိုးနေမယ်ချစ်စိတ်ဖြစ်နေမယ်လောကမှာလည်းပဲအောင်မြင်မယ်နောက်တဘလို့မှာလည်းပဲအဲ့ဒီအရှင်ဟာအစလည်းမရှိဘူးအဆုံးလည်းမရှိဘူးထာဝရတည်ရှိမဲ့အရှင်ဖြစ်တယ်အဲ့လိုအောင်မြင်မှုတွေရရှိလာလိမ့်မယ်အလ္လာဟ်ရှင်ကိုတရိယာတတ်တာမယ်အလ္လာဟ်ကိုဇီကီလုပ်ရတဲ့အရာတွေတွေ့လာလိမ့်မယ်တဖြည်းဖြည်းကုရ်အာန်ဖတ်တဲ့အရာတရာဝီတွေဖတ်တယ်ကုရ်အာန်ရဲ့အနှစ်သာရတွေကုရ်အာန်ရဲ့စကားလုံးတွေအလ္လာဟူအလ္လာဆိုတဲ့အဲ့ကနေတဖြည်းဖြည်းနဲ့အလို့အမတမအရာရှိပြီးတော့အဲ့ဒီရောက်ဟာလာဝတ်တူအီမန်လို့ခေါ်တယ်အီမန်ရဲ့ချုံမြိတ်ခြင်းဆိုပြီးတော့ဒါကိုခေါ်တယ်ယနေ့ကျွန်တော်တို့တွေအစားအသောက်တွေမှာယတ္တလေးတွေရှိတယ်တချို့အရာတွေမှာမြင်တဲ့ပုံမှာခံစားရတဲ့ယတ္တတွေကြားတဲ့ပုံမှာခံစားရတဲ့ယတ္တတွေထိတွေ့မှုပုံမှာခံစားရတဲ့ယတ္တတွေဘောင်းစုံရှိကြတယ်
အဲ့ဒီထဲမှာအကြီးကအကြီးမားဆုံးအကောင်းဆုံးယတ္တအလ္လာဟ်ရဲ့တရိယတတ္တမှုအီမန်ရဲ့ခြုံပြိမှုယတ္တပဲအဲ့ဒီအီမန်ရဲ့ခြုံပြိမှုယတ္တဘာနဲ့မှလဲလို့မရဘူးတစ်ခေါက်လူတယောက်ခံစားပူတော့ပြီဆိုတစ်သက်လုံးမေးဖို့မရှိဘူးအဲ့ဒီယတ္တဘလို့ရမလဲအလ္လာဟ်တရိယတတ္တပဲအလ္လာဟ်တရိယတတ္တအဲ့ဒီအလ္လာဟ်ရဲ့အချစ်တော်တွေနားမှာသွားသူတို့ရဲ့ပြောဆိုတဲ့အရာတွေစာအုပ်အရာပဲဖြစ်ဖြစ်နှုတ်ရှားနေပြောနေတာတွေပဲဖြစ်ဖြစ်သူတို့ရဲ့ထိုင်ဝိုင်းနေသွားသူတို့နဘေးနားမှာသွားမိနာတော့အပူရတယ်လို့ပဲအဲ့ဒီချစ်စိတ်ရဲ့ငွေတက်လေးတွေရလာနိုင်တယ်ဒါရလာတယ်သူတို့တွေမှာတပည့်အခန်းတယ်သွားပြီးတော့သူတို့တွေနားမှာသွားပြီးတော့တင်ယူတယ်ဒါလည်းတင်ယူရမယ့်အရာတစ်ခုပဲဝကူလူမအဆာဒေကိုကုရ်အာန်မှာပြောတယ်ယာယီဟ်လဇီနာအာမနူတကူလာအိုအီမန်တဝေယုကြည်သူဘာလို့အတင်းတို့အလ္လာဟ်ကိုကြောက်ကြဒါပေါ့အလ္လာဟ်ကိုကြောက်ရမယ်နီလန်းပုံစံတွေတရားတော်ပြတာပြီးတာနမတ်ဘလို့ဖာမလဲရိုဇာဘလို့ထားမလဲဇကတ်ဘလို့ပေးမလဲဘလို့စီပွားရေးလုပ်မလဲဘလို့မိသားစုရေးလုပ်မလဲဘလို့ပဝေးချင်လူမှုနေရာကဘာနိုင်ငံကဘာစားပြီးအဲ့ဒီအရာတွေအားလုံးနီလန်းနေဒါပေမဲ့အဲ့ဒီနီလန်းနေတည်ယူမှုနားလည်မှုသဘောပေါက်မှုတွေပဲပြီးတော့ကိုလူမအဆာဒီကီအတင်းတို့ဟာမန်တဲ့လူတွေနဲ့အတူတူရှိမန်တဲ့လူတွေအတူရှိနေတွေတရားမှန်ကန်တဲ့လမ်းကြောင်းအမှန်တိုင်းရည်တည်နိုင်လိမ့်မယ်မဟုတ်ဘူးဆိုတည်ပြီးတော့ကိုယ့်ရဲ့အတ္တအတွက်ကိုယ့်ရဲ့မိမိရဲ့စိတ်ရဲ့လူရဆန္ဒအတွက်ချွတ်ချော်သွားတဲ့လူတွေအများကြီးပဲသိတာပေါ့နားလေတာပေါ့လူတိုင်းတာမန်အောင်နားလေနေတဲ့အရာတခုဒါပေမဲ့အမျိုးမျိုးဝိလေကြောင်ပတ်လုပ်ပြီးတော့ဟာဒါကတော့အခြေအနေရမို့လို့ဒါကတော့ဘလူတွေရမို့လို့ဒါပါဘလူတွေရမို့လို့ထိမ့်တိမ့်နိုင်တဲ့အရေးချင်းလည်းကိုယ်မှမရှိလာဘူးဘာဖြစ်လို့လဲအလ္လာဟ်မှာယုံပုံကိုးစားမှုအားနေလာတယ်အဲ့လိုပဲအလ္လာဟ်ရဲ့ချစ်စိတ်ကအားနေလာတော့အနေငယ်အခက်ခဲအကြက်တဲတွေနဲ့ရင်ဆိုင်ရပြီဆိုတာလည်းဘာဖြစ်သွားလဲနောက်ဆုတ်သွားတယ်ဟိုရှေ့တိုးပြီးတော့ဘာကြောင့်မလို့လဲဆိုအထဲထဲကချစ်စိတ်အင်အားစိတ်ဓာတ်အင်အားအလ္လာဟ်မှာယုံကြည်မှုအင်အားနေနေလို့ပဲအဲ့ဒါကြောင့်မလို့ဆရာကြီးကဘာမရှိလဲဆိုအလ္လာဟ်ကိုတရိယာတတ်တာမှုဖြစ်လာပြီဆိုအရာတာလည်းတွေ့လာလိမ့်မယ်အလ္လာဟ်အီမန်နဲ့ချုံပြိမှုဘာနဲ့မှလဲလို့မရအောင်ခင်ဗျာကြိုက်တဲ့လောက်စီးစိမ်ကြိုက်တဲ့လောက်ပုံပေးလဲလို့မရအောင်ဒါကြောင့်မလို့ဆိုင်အဘူလ်ဟာဆန်အလီနဒွီရဟမတ်လာအလိုင်ကျွန်တော်ရဲ့ရှေခ်ရဲ့ရှေခ်ကျွန်တော်ဆရာလက်ရှိတော့ကျွန်တော်ရဲ့ရှိုက်ကတော့ဒီအဇမလဆိုင်အဗ်ဒူလာဟာဆန်နဒွီရဟမတ်လာအလိုင်ရဲ့ညီပေါ့လက်ရှိတော့လာမိုင်းကြောင်းအုပ်ဖြစ်တဲ့ဘောနာဘီလာဆာဟာဆန်နဒွီကျွန်တော်ရဲ့ဆရာလည်းဖြစ်တယ်စာလည်းဖတ်ခဲ့ရတယ်အဲ့တော့ကျွန်တော်ရဲ့လက်ရှိရှိုက်ပေါ့အမဆိုင်အဘူလ်ဟာဆန်အလီအဲ့ဒီကျွန်တော်ရှိုက်ရဲ့ရှိုက်ပေါ့ဗျာဒီကဘာကျော်ပုတ်ကိုသူဘာစကားပြောလို့ကျွန်တော်နဲ့ဘယင်နေတဲ့လည်းအများကြီးတွေ့ခဲ့ရတယ်အများကြီးပဲတကယ်ကိုပုတ်ကိုကြီးတွေဒါပေမဲ့ကျွန်တော်တဲ့ရိုင်ပူလို့ခေါ်တဲ့ခါဒူကာပေါ့ဆာရန်ပူကနေ45မိနစ်လောက်ကားစီရောက်တယ်အဲ့ဒီခါဒူကာမှာထိုင်ရတဲ့ဖြာချမ်းလေးပေါ်မှာဆရာကြီးရဲ့နဘေးနားမှာထိုင်ပြီးတော့ဂုံယူဝင့်ကြွားမှုရဲ့စိတ်ရဲ့ပျော်ရွှင်မှုရတဲ့လောက်ကျွန်တော်ဘယ်နေရာမှမရအောင်ဗျာအလ္လာဟ်အဲ့လိုချစ်စိတ်မျိုးလဲကျွန်တော်ရှိရမယ်ဗျာကျွန်တော်ယနေ့စိတ်နှလုံးသားပြုတ်ပြတဲ့ဆိုတဲ့ပုံကိုယ်တွေပေါ့မိမိရဲ့ရှက်မိမိရဲ့ဒီဆရာသမားတွေနာသွားပြီဆိုအဲ့ဒီလိုပျော်ရွှင်မှုဝမ်းမြောက်မှုမိမိရဲ့ဒါအခွင့်အရေးတစ်ခုကိုပိုင်ဆိုင်ရတယ်ဆိုတဲ့လိုလားစိတ်တွေစစ်မှန်တဲ့လိုလားစိတ်တွေနဲ့ကျွန်တော်တို့ကသွားပြီးတော့ရယူဖို့လည်းအရေးကြီးတယ်ဆရာကြီးအဲ့လိုသွားခဲ့တာတကယ်ပညာရှင်ကြီးကဘာပါဒါပေမဲ့သူတွေနဲ့အရာတာအဲ့မှာမရှိနှလုံးသားအဲ့ဒီမှာပဲဆွဲနေတာအဲ့ဒီရလည်းလိုအပ်သေးတယ်ဒီကျွန်တော်တို့ပိုင်အပ်သေးလုံးတယ်ဒီအားလို့ဆရာသမားတွေနဲ့အဆက်တွေ့ထားတယ်ဒါပေမဲ့နှလုံးသားချင်းချိတ်ဆက်မှုကအဲ့လောက်မဖြစ်တော့ခီးရမရအောင်တော့ဒီမှာနှလုံးသားချင်းချိတ်ဆက်မှုလည်းအရေးကြီးတယ်အကယ်၍အဲ့လိုအလ္လာဟ်ရဲ့ဇီကီရောတွေဖြစ်လာပြီအလ္လာဟ်ရဲ့ချစ်တယ်အလ္လာဟ်ရဲ့ဝလီသူတော်စင်တွေချိတ်ဆက်ပြီးတော့ချစ်စိတ်တွေဖြစ်လာတယ်အဲ့လိုအလ္လာဟ်ဇီကီလုပ်ရင်းနဲ့အရာတာတွေတွေ့လာတယ်ဘာလို့ဖော်ပြမလဲစကလုံးတွေအားသွားတယ်အဲ့ဒီချိန်မှာအဘိဓာန်တွေမတိုးတော့ဖြစ်သွားအဲ့လိုအင်အားတွေအဲ့လိုယတ္တာတွေဖြစ်လာပြီဆိုဘာရီစေဘာရီပရိရှာဒီကိုခန္ဓာပိရှာဒီစေဘာဒါရှ်ကရေဘလောက်ပဲအခက်ခဲတွေအကြက်တဲတွေအန်ဒီရတွေနဲ့ရင်ဆိုင်နေရဆိုပြုံးပြီးသူရင်ဆိုင်တော့လိမ့်မယ်အိန္ဒိယနိုင်ငံကိုလာတိန်တယ်နေချေအင်္ဂလိပ်တွေလာတိန်တော့တချို့မျိုးဆူဖီသူတော်စင်တွေသူတို့မဘာလက်နဲ့ရှိလို့လဲဘာ plan တွေရှိလဲသူသက်စပီလေးထောင်ပြတယ်ရောဒီမှာတော့ပြောချင်တာသက်စပီထောင်ပြပြီအော်ကျွန်တော်မှဘာမှမရှိတာပဲဒါပေါ့အလ္လာဟ်ချစ်စိတ်ရှိတယ်အလ္လာဟ်ရှိတယ်အမှပုဂ္ဂိုလ်တယောက်ကပြောတာပေါ့ဂျဇာယေရကနေအဲ့မှာတကယ်ပုဂ္ဂိုလ်ကြီးပဲလွတ်လိုက်အတွက်ကြိုးပမ်းပေးခဲ့တယ်အဲ့ဒီနေရာပြင်သစ်တွေသွားပြီးအဲ့ဒီမှာနေချက်သိနေခါမှာအဲ့ဒီမှာပါလာတယ်
ဟိုမှာကြည့်တယ်ငါတို့ရဲ့လေပြန်နေဝေဟင်မှာဝဲနေတယ်မင်းတို့ဝဲနေတဲ့ဝေဟင်မှာဝဲနေလေနေတဲ့အထက်မှာငါအလားရှိတယ်ဘောပြောချင်တာဘလောက်ပဲရုပ်ဝတ္ထုတွေဘလို့အင်အားတွေ super power တွေ F35 36တွေကြိုက်တဲ့လောက်ဟာတယ်ကြိုက်တဲ့လောက်အရာတွေလားတော့ပြောချင်တာအဲ့ဒီထက်ကျွန်တော်တို့ရဲ့ရက်ကင်းတော့ပို့ပြီးဒီစက်ချဝလာကြီးတစ်ခုလုံးလောက်တော့မင်းတို့ဟာမကြည့်အဲ့ဒီလောက်ကြီးမားပါတယ်ဆိုရင်စက်ချဝလာကြီးကိုတမဟုတ်ချင်စေဆိုတဲ့ဖြစ်စေဆိုတဲ့တလုံးနဲ့ဖန်ဆင်းထားတဲ့အရှင်ကိုကျွန်တော်တို့ယုံကြည်ဒီဘက်ရှင်ရှိမှဒါတွေအသေးဖွားကိစ္စတွေအဲ့လိုယုံကြည်မှုတွေဖြစ်လာလိမ့်မယ်ဒုက္ခအခက်အခဲတွေဖြစ်တာကြုံမှမှန်းတယ်အဲ့ဒါမှရုပ်ဝတ္ထုရခတော့ကပြောလိုက်လို့ကျွန်တော်တို့ကစူးစမ်းမှုမလုပ်ရဘူးလို့ပြောတာမို့စူးစမ်းမယ်ဒါပေမဲ့ယုံကြည်မှုကဒီယုံဝတ္ထုကကျွန်တော်တို့ရဲ့ကံကြမ္မာကိုဖန်တီးပေးတယ်ဘယ်လောက်ကြည့်တယ်အမေရိကရုရှားဘလို့တွေနိုင်ငံတွေအဖွဲ့အစည်းတွေဘယ်လိုပုံကိုယ်တွေကျွန်တော်တို့ရဲ့ကံကြမ္မာကိုသူတို့ပိုင်တယ်ကျွန်တော်တို့ရဲ့ကံကြမ္မာကျွန်တော်တို့ရဲ့ဒီလို့ခေါ်တဲ့နာကောက်ပိုင်တယ်အလ္လာဟ်ပိုင်တယ်လက်ရှိရောအရင်ကဖြစ်ခဲ့တော့အခုရောနောက်ရောအကုန်လုံးဝလီလာဟီအမရူမီဒ်ကောဘလဝမီဘာအလ္လာဟ်လက်ထဲမှာပဲရှိတယ်အဲ့လိုကြက်ခံပြီးတော့ရင်ဆိုင်တဲ့အရေးချင်းတွေဖြစ်လာမယ်ပြီးတော့သူ့ယုံကြည်ချက်ထဲမှာပါတယ်ဖြစ်လာမယ်ဂျိုကုချ်ဟိုရဟာအလ္လာဟ်के हुक्म से और उसकी मशीयत से हो रहा है ဘာပဲဖြစ်နေအခြေအနေတွေကြိုးစားမှုကနေရလာမိမိမပြောလင်းတဲ့ရလာတွေထွက်လာတယ်ရှိတယ်ကြုံကြရရှိတယ် bas ဘာပဲဖြစ်အလ္လာဟ်အမိန့်နဲ့ဖြစ်တာအလ္လာဟ်ရဲ့တမန်ချက်နဲ့ဖြစ်တာအလ္လာဟ်ရဲ့လူလာမှုနဲ့ပဲဖြစ်တာဖြစ်တယ်ဆိုပြီးတော့သူတွေနဲ့ဘယ်တော့မှကဘီဘီ उसका ईमान और तवक्कुल मुतज़लज़िल नहीं होगा ဘယ်တော့မှသူရဲ့ယုံကြည်မှုတွေသူရဲ့ယုံဖို့ကိုးစားမှုတွေမရိုင်လဲတော့မတုံ့လောက်တော့ဘလို့အခြေအနေမှာပဲလားဒီကလေးမိစူးစမ်းတယ်အားထုတ်တယ်ပြောလင့်ထားလို့ထွက်လာလေရှိတယ်နဗီတမန်တော်တွေတချို့နဗီတမန်တော်တွေမှာယုံကြည်တဲ့သူတယောက်တော့မရတာလည်းရှိတယ်ဟာဒီစ်မှာလားတချို့မှာနေငယ်ရတချို့မှာအများကြီးရတယ်အဓိကအလ္လာဟ်မြတ်တဲ့ပေါ်အဓိကအလ္လာဟ်ပေးတဲ့ certificate တရားဘောလို့ရအောင်အလ္လာဟ်ရှင်ဂျင်းတ်တယ်ဆိုတဲ့အလ္လာဟ်ရှင်ခွင့်လွတ်တယ်အလ္လာဟ်ကိူနာရောက်ပဲဖြစ်တယ်အဲ့ဒီမှာမိမိရဲ့ကြော်ကြားမှုမိမိရဲ့လုံရဲ့ကြော်ကြားမှုတွေအောင်ဒါတွေအဓိကမထောက်အင်ရှာအလ္လာဟ်ဘာကတဲ့လုံရဲ့အလ္လာဟ်ကိုယုံကြည်ပြီးကြိုးစားမယ်ဆိုတော့အောင်မြင်မှုအလ္လာဟ်ကိုလာမယ်ကျွန်တော်အခုမြင့်ဖြစ်ရင်လည်းဖြစ်မယ်နောက်မှဖြစ်နေတာလည်းဖြစ်မယ်ဆရာသမားတွေတချို့တွေကျွန်တော်ပြောခဲ့တဲ့ပုံကိုယ်တွေရှိတယ်ကျွန်တော်အဗ်ဒူရဇာခ်ဟာဂျီအဗ်ဒူရဇာခ်ဟာဇမန်အလီမီဆပ်ရဟ်မတ်တူလာအလိုင်ရဲ့မို့တကယ်ကိုခစ်မတ်လုပ်ခဲ့တဲ့ပုံကိုယ်သူရဲ့တပည့်တစ်ပါးထည့်ရပါဒီဖန်တဲ့တခါဒီမှာကျရင်လုံရက်တစ်ခုကမင်းတနေရာမှာစူးစမ်းနေတယ်မင်းစူးစမ်းတဲ့နေရာမှာတော့အဲ့ဒီလုံရက်ကအသီးပွင့်တွေမမြင်ရတော့ညာလည်းပဲနောက်တနေရာမှာအဲ့ဒီရဲ့အသီးပွင့်တွေဖြစ်ပြီးတော့အကျိုးဖြစ်နေတာတွေဖြစ်တတ်တယ်နော်တဘောပြောချင်တာတော်တန်မိုးရှိတဲ့စကားတွေဘဝမှာကြုံချက်ရတာလေးတွေပါပေါ့ဩဒီစကားတွေကတကယ်တော့ရွှေနဲ့တော့လဲလို့မရဘူးသွားတယ်ကြုံတယ်ကျွန်တော်တို့လည်းယနေ့ချိန်မှာလိုအပ်ချက်တွေကြည်ပြီးလုံးလိုက်တယ်ဒါပေမဲ့ကိုနေအခုဒေတာမှာတော့ကြီးညာမှုတွေဖိတ်ခေါ်မှုတွေကလွယ်ပြီးကြာတာမှာဖြစ်လာနိုင်တာလည်းရှိတယ်မဖြစ်လာသေးတာဒါပေမဲ့အဲ့ဒီຢာတွေနဲ့တချို့တနေရာတွေမှာဖြစ်ပြီးတော့ဘယ်နေရာမှာအလ္လာဟ်ဘက်ကအလုံးယူပြီးတော့ဒါတွေဖြစ်နေတယ်မပြောတာဘောပြောချင်တာဘလို့ပဲဖြစ်အလ္လာဟ်ရဲ့သတိရတတ်တာတဲ့အလ္လာဟ်ကိုယုံပုံကိုးစားမှုတွေဖြစ်လာတယ်အဲ့ဒီရဲ့အကျိုးရလဒ်ကတော့ဘယ်တော့မှအရှုံးမရှိပါဘူးအလ္လာဟ်နှစ်သက်ဖို့အတွက်ဆိုပြီးလို့အလ္လာဟ်နှစ်သက်ဖို့အတွက်ဆိုပြီးတော့အရာတိုင်းလုံနိုင်မှုအတွက်အလ္လာဟ်ကိုသတိရဖို့လိုအပ်တယ်အလ္လာဟ်ကိုသတိမရဘဲနဲ့အလ္လာဟ်နှစ်သက်ဖို့ဆိုတော့ဖြစ်နိုင်ဘူးအလ္လာဟ်ကိုယုံကြည်မှုတိုးပွားမှုဆိုတော့မဖြစ်နိုင်ဘူးဒါဘလို့ဒီနေ့မှအဲ့ဒီတော့ကြောင့်မလို့အဲ့ဒီຢာတွေအားလုံးကိုလုပ်ဖို့အတွက်ရမ်ဇန်လာအထူး special လာကျွန်တော်တို့ training လုပ်ပေးမယ်လားလေ့ကျင့်ပေးမယ်လားဒီတက်ကောင်းတဲ့အလောကမှာဘဝမှာမရှိတော့ဒီလိုလမျိုးကိုကြုံပြီးတော့မှကျွန်တော်တို့ကကိုယ့်ကိုကောင်းမှုတွေမပွားများနိုင်ဘူးကိုယ့်ကိုပြုပြင်ဖို့ကိုမလဲနိုင်ဘူးဆိုတော့အလ္လာဟ်မလုပ်ပါစေနဲ့ကျွန်တော်တို့တော့မရှိတော့ကျွန်တော်တို့ဂျန်နတ်လည်းသွားเสียပါရှိတော့မလဲဂျန်နတ်တကားတွေဖွင့်ထားတယ်ဂျန်နတ်ပိတ်ထားတယ်အဲ့ဒီမှာသွားကျွန်တော်ပိတ်ထားတဲ့ဂျန်နတ်တကားတော့ခောက်နေလို့ဖြစ်တယ်ဂျန်နတ်တကားကိုဆွဲဖွင့်တယ်လို့ကျွန်တော်ဖြစ်သွားတယ်โอเคကျွန်တော်တို့တွေအလ္လာဟ်ကပိတ်ထားပါတယ်ဆိုရင်ဂျန်နတ်တကားယူတီလာမှာကျွန်တော်တို့ကကောင်းမှုလို့အဲ့ဒီဂျန်နတ်တကားဆွဲပွင့်ပြီးကျွန်တော်ဝင်ခြင်းမှာပြောလို့ဖြစ်သွားတယ်လာကျွန်တော်တို့ထိမ့်ပါစေဒီလာနေအကျိုးမြတ်တွေကျွန်တော်တို့တခုမကြောက်ခံစားရတဲ့ကျွန်တော်ရှိချင်းပြလို့မပါစေဘူးကျွန်တော်ဘွားကြီးတခုလုံးကလာနေတဲ့ပုံစံနဲ့ပြောင်းလဲမှုချင်းပြီးတော့ပါစေဒါကြောင့်မိတ်ဆွေပေါင်းလို့ခင်ဗျာကျွန်တော်တို့တွေအနေနဲ့လည်းအလ္လာဟ်ဒရီယာတတ်တောက်မှုလည်းမလုပ်ပါနဲ့ဒီလာမှာပို့ပြီးတော့အလ္လာဟ်ရှိခိုးဒရီယာတတ်တောက်မှုတွေမှာအလ္လာဟ်ရဲ့အမိန့်ကိုနာခံတယ်ပဲအချိန်မှာပဲနေရာမှာမလုပ်ရဘူးအဲ့ဒါလည်းပါတယ်ဆူဘဟာနလာအလ်ဟမ်ဒူလ illah အလ္လာဟူဘလာအီလာအဲ့ဒီအရာတွေလည်းပါဝင်တယ်ကုရ်အာန်ဖတ်တာလည်းပါတယ်နမတ်ဖတ်တာလည်းပါတယ်ဇကတ်ပေးတာလည်းပါတယ်စားရတဲ့တရားတော်ရဲ့အမိန့်တွေအဲ့ဒီမှာအလ္လာဟ်လုပ်တဲ့အချိန်လေးကိုကျွန်တော်တို့သီးတော်လေးနဲ့တမ္ပပါထူလေးကောင်းပဲ
ကျွန်တော်တို့တွေဆရာသမားတွေနဲ့ချိတ်ဆက်ထားတယ်အဲ့ဒီမှာလေကျကျွန်တော်ရဲ့ဇီကီနည်းနည်းလေးတွေကိုပဲတင်းတိမ်ပြီးတော့လူရာလေးကြိုက်တော့သူငယ်တန်းလောက်အစ်စ်လေးဒီမှာပဲကျွန်တော်မနေပါနဲ့တိုးပွားပြီးတော့တိုးပွားတဲ့တိုးပွားအောင်ကျွန်တော်လုပ်ပါဒီလိုလာမပို့ပြီးတော့တိုးပွားပြီးတော့လုပ်ဖို့အတွက်ထိုက်တက်တဲ့ခြေနေလဲပို့ပြီးကောင်းတာဖြစ်တယ်အလရှင်ကျွန်တော်တို့တွေအားလုံးကိုလက်တွေ့ကြည့်တော့လည်းစွာချီးပြီးပေးတော်မူပါစေဟောမှာအလိုက်တော့အလတ်ပါလား